ကျော်စွာဝင်းကိုအလဲထိုးအမောက်သိပ်ပြီးဒေါ်လာ3သိန်းတန်စာချုပ်ကြီးယူမယ်ဆိုတဲ့လိတ်နင်းချဘာမှ page ပရိသတ်များမင်္ဂလာပါမြန်မာနိုင်ငံရဲ့ကုံဆောင်လက်ဝှေဖိုက်တာကျော်စွာဝင်းကိုအလဲထိုးပြီးဒေါ်လာ3သိန်းတန်1 championship စာချုပ်ကြီးကိုသိမ်းပိုက်သွားမယ်လို့လိတ်နင်းချစီမင်တန်ကကျုံးဝါလိုက်ပဲလာမယ့်1 Friday Fights 147ဟာနာမည်ကြီး fighter တွေကြီးစူးစီးထားတဲ့ပွဲကြီးထဲတာကြောင့်ဒီပွဲမှာပါဝင်ခွင့်ရတာဂုဏ်စရာပဲလို့စီမင်တန်ကဆိုပါတယ်သူရဲ့အထူးဖြစ်မှာကတော့အနိုင်ရလေတဲ့မကပဲဥက္ကဋ္ဌချက်ထရီဖေးရလေရှိတဲ့ဒေါ်လာ3သိန်းတန်စားချုပ်ကြီးကိုပါရယူဖို့ပါပဲစီမင်တန်ကကျော်စွာဝင်းဟာမြန်မာပြည်ရဲ့ Star Fighter တယောက်ပါသူဟာနောက်မဆုတ်တန်းထိုးတတ်တဲ့သူထက်တယ်လို့ကျွန်တော်ကိုယ်တိုင်ကလည်းအကျန်းစားထိုးတတ်ရတာကိုနှိမ့်သက်တဲ့သူပါလို့ပွဲချိုသုံးသက်ချံမှာပြောဆိုကြုံဝါထားပါတယ်ဒီပွဲဟာဘယ်သူပဲနိုင်ပရိသတ်တွေအတွက်တော့ကြည်နက်စရာကောင်းတဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာသိချပါတယ်ဒါပေမဲ့ပွဲအပြီးမှာတော့ကျော်စွာဝင်းကိုအလဲထိုးပြီးစာချုပ်ကြီးနဲ့အတူအောင်ပွဲခံသွားမှာကကျွန်တော်ပဲဖြစ်ရမယ်လို့လိတ်နင်ဂျာကယုံကြည်ချက်အပြည့်နဲ့ပြောကြားခဲ့ပါတယ်ကဲပရိသတ်ကြီးရေလိတ်နင်ဂျာခေါ်စီမင်တန်ကပဲကျော်စွာဝင်းကိုဖလဲထိုးပြီးစာချုပ်ကြီးယူသွားမလားဒါမှမဟုတ်ကျော်စွာဝင်းကပဲစီမင်တန်ကိုပညာပေးသွားမလားဆိုတာ comment မှာခန့်မှန်းပေးခဲ့ကြပါဦး